ကဘာပေါ်မှာရေးပြီးရင်လူတော့အများဆုံးအရေးကဘာထင်မလဲအဖြေကတော့အခုတင်မြင်နေရတဲ့ကိုကာကိုလာမှာပဲတနေ့ကိုပလင်းပေါင်းတစ်ထစ်မှာ6ဘီလီယံကျော်ရောင်းချနေရတဲ့ဒီအချိုးရည်ဟာကဘာလူဦးရေရဲ့94%ကမှတ်မိနေလေအမှတ်တစိတ်တစ်ခုပါဒါပေမဲ့ဒီအနက်ရောင်အရေးရဲ့နောက်ွယ်မှာတင်နတီသေးတဲ့တုံလူဆရာကောင်းတဲ့တမိုင်းကြောင်းတွေနဲ့ဒေါ်လာဘီလီယံချီတန်တဲ့လွတ်ဝက်ချက်တွေရှိနေတယ်ဆိုတာကိုတင်တီးပါသလားကိုကာကိုလာကိုစက်ကျင်တီထွင်ခဲ့သူကတော့ John Pemberton ဆိုတဲ့စစ်ပြန်တယောက်ပါထူးခြားတာကသူဟာဒါကိုအချိုးရည်အဖြစ်ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးသူဟာစစ်ပွဲအတွင်းဒဏ်ရာရခဲ့လို့မော်ဖင်းဆေးဆွဲနေတာကိုကုသဖို့အတွက်ဦးနောက်အားစီးတစ်ခုအဖြစ်ဖော်ဆက်ခဲ့တာပါအစောပိုင်းကိုကာကိုလာရဲ့နာမည်က Pemberton's French Wine Coca လို့ခေါ်ပါတယ်နောက်ပြီးအဲ့ဒီအချင်းကဖော်မြူလာထဲမှာအမှန်တကယ်ပဲကိုကိန်းတွေပါဝင်နေပါတယ်ဟုတ်ပါတယ်တင်နားမမှားပါဘူး1903ခုနှစ်မတိုင်ခင်အထိကိုကာကိုလာတစ်ခွက်မှာကိုကိန်းပမာဏအနည်းငယ်ပါဝင်ခဲ့ဖူးပါတယ်ကိုကာကိုလာရဲ့အရသာကိုဘယ်သူမှလိုက်မတူပတ်နိုင်အောင်ထိမ့်သိမ်းထားတဲ့ 7X လို့ခေါ်တဲ့လျှို့ဝှက်ချက်ကတော့ကမ္ဘာအကြီးမားဆုံးစီးပွားရေးလျှို့ဝှက်ချက်ပါဒီဖော်မြူလာကိုအတ္တလန်တာမြို့က Centris Bank ရဲ့တာမနီတိုက်ခန်းမှာနှစ်ပေါင်း80ကျော်သိမ်းဆည်းပြီးအခုတော့ကိုကာကိုလာပြော့တိုက်ချဲကအထူးလုံခြုံရေးအခန်းမှာရွှေ့ပြောင်းသိမ်းဆည်းထားပါတယ်ဒီလွတ်ဝက်ချက်ကိုကုမ္ပဏီကအစစ်မြစ်အရာရှိ2ယောက်ပင်သိခွင့်ရှိပြီးသူတို့2ယောက်ဟာလေရင်တစည်းတဲ့အတူမစီးရဘူးလို့သာသတင်းကြီးပါတယ်တယောက်ယောက်တစ်ခုခုဖြစ်သွားပုံဖော်မြူလာပျောက်ဆုံးမသွားအောင်လို့ပါကိုကာကိုလာနဲ့ပတ်သက်ပြီးတင်အန်အောသွားမယ့်အချက်3ချက်ကိုပြောပြပါမယ်အချက်1 Santa Claus ရဲ့အယောင်အခုကျွန်တော်တို့မြင်နေရတဲ့အနီးရောင်ဝတ်စုံနဲ့ Santa Claus ဘိုးဘိုးညက်ပုံရိုက်ဟာ1930ခုနှစ်တည်းမှာကိုကာကိုလာကကြော်ညာအတွက်ဖန်တီးခဲ့တာပါအရင်က Santa ဟာအပြာရောင်ဒါမှမဟုတ်စင်းရောင်ဝတ်လိစီပါအချက်2အာကာသတွေကအချိုရည်1985ခုနှစ်မှာကိုကာကိုလာဟာအာကာသတွေကိုပထမဆုံးရောက်ရှိသွားတဲ့အချိုရည်ဖြစ်လာခဲ့ပါတယ်အချက်3ရောင်းချခွင့်မရှိတဲ့နိုင်ငံကမ္ဘာပေါ်မှာကိုကာကိုလာဝယ်လို့မရတဲ့နိုင်ငံ2နိုင်ငံပဲရှိပါတယ်အဲ့ဒါကတော့မြောက်ကိုရီးယားနဲ့ကျူဘားနိုင်ငံတို့ပဲဖြစ်ပါတယ်ဆေးဆိုင်တွေတစ်ခုကနေစတင်ခဲ့တဲ့ဒီအနက်ရောင်အရေးဟာအခုဆိုရင်ကမ္ဘာယဉ်ကျေးမှုတဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီတင်ကိုကာကိုလာကိုကြိုက်တလားဒါမှမဟုတ် Pepsi ကိုပိုကြိုက်လားအောက်က comment မှာရေးပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘ ഹു တုဒတွေကိုအမြဲကြည့်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်